ကျန်တဲ့အချိန်တွေမှာမအားလို့တရားမမှတ်နိုင်ရင်တောင်မှအဲ့ရထဲမှာတရားလေးမှတ်ပြီးအိတ်ကြမယ်ဆိုရင်ကောင်းကောင်းလည်းအိပ်ပျော်မယ်ကုသိုလ်လည်းရမယ်ပေါ့အဲ့ရထဲမှာတရားမှတ်တော့မယ်ဆိုရင်ကောင်းဘောကောင်းချလိုက်တာနဲ့ကိုယ်စိတ်ကိုစူးစီးပြီးအလုံးကိုလွတ်ချထားရပါမယ်အတွေးတွေဘာအတွေးမှအဲ့ရထဲမှာပါလာစေပဲစိတ်ကလေးကိုတက်တောင့်တက်တာပေါ့ပေါ့ပါပါလေးပဲထားရမယ်ပေါ့ပြီးရင်မျက်လွှာလေးအသာချပြီးလက်ကလေးနှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ထားပေါ့တချို့ကြတော့လဲဖောင်းတာပိန်တာမှတ်လေးရှိတဲ့သူတွေအတွက်ကတော့ကိုယ်လက်နှစ်ဖက်ကိုကိုယ့်ရဲ့ဝမ်းပိုက်လေးပေါ်မှာတင်ထားရုံပါပဲအဲ့ဒီလိုအနေထားလေးပြင်ပြီးပြီဆိုရင်ကိုယ်ခန္ဓာကိုယ်အနေထားကိုစိတ်ကလေးနဲ့မြင်အောင်ကြည့်ပြီးစိတ်ကိုနှာသီးပြားထိတ်နှာခေါင်းဝလေးမှာထားရင်ဝင်လေထွက်လေလေးကိုသူ့အရှိအတိုင်းလေးပဲအလိုက်သိလိုက်သိပေးနေရုံပါပဲဝမ်းပိုက်မှာမှတ်တဲ့သူတွေကလည်းဖောင်းတာပိန်တာလေးကိုအလိုက်သိပေးနေရုံပါပဲအဲ့ဒီလိုဝင်လေထွက်လေကိုလိုက်သိလိုက်မှတ်ပေးတဲ့အခါအပေါ်နှာခမ်းလေးကိုတိုးထီပြီးတော့နှာခေါင်းအပေါက်လေးကနေတိုးဝင်လာတဲ့လေလေးကိုနှာသီးပြားထိတ်ကလေးကပဲစိတ်ကနေတတိကပ်ပြီးသိမှတ်ပေးနေရပါမယ်ဝင်လာတဲ့လေလေးဆုံးသွားတဲ့အထိပေါ့လေကြောနောက်ကိုလိုက်ပြီးဝမ်းပိုက်တဲ့အထိလိုက်မှတ်နေဖို့မလိုပါဘူးနှာသီးပြားထိတ်ကလေးကပဲဝင်လာတဲ့လေဆုံးသွားတဲ့အထိသိပေးနေရုံပါပဲဝင်လေလေးဆုံးတာနဲ့ထွက်လေလေးကတခါပြန်တိုးပြီးထွက်လာမယ်တိုးထွက်လာတဲ့လေကိုလည်းအဲ့ဒီနှာသီးပြားထိတ်ကလေးကပဲစိတ်ကလေးကလိုက်ကြည့်လိုက်သိပေးနေုံပါပဲထွက်လေဆုံးတဲ့အထိပေါ့အဲ့ဒီနီးအတိုင်းဝင်လေထွက်လေကိုမပင်မပန်းပေါ့ပေါ့ပါပါသူ့အရှိအတိုင်းလေးပဲလိုက်သိပေးနေရင်ကိုယ်စိတ်ကလေးကငြိမ်နေပြီးဘာအတွေးမှလည်းမဝင်တော့ဘူးလောဘဒေါသမောဟစတဲ့ကိလေသာတွေလည်းမပေါ်တော့ဘူးပေါ့စပြီးလေ့ကျင့်ခါစားကတော့စိတ်ကလွတ်နေအောင်မှာပဲမှတ်ဖို့ခက်နေအောင်မှာပဲလွတ်သွားလိုက်ပြန်မှတ်လိုက်လွတ်သွားလိုက်ပြန်မှတ်လိုက်အဲ့ဒီလိုအချိန်ချင်းလေ့ကျင့်ပေးရင်တတိအားကောင်းပြီးတမာတိတွေရှိလာမယ်တမာတိရှိလာရင်တမာတိရလာရင်စိတ်ကငြိမ်လာမယ်စိတ်ငြိမ်လာရင်အလိုလိုအိပ်ပျော်လာလိမ့်မယ်ပေါ့အဲ့ဒီလိုနီးနဲ့အိပ်မပျော်မချင်းလေ့ကျင့်ပေးရင်အိပ်မရတဲ့ညဆိုတာမရှိနိုင်တော့ပါဘူးအိပ်ပျော်သွားလို့တရေတမောပြန်နိုးလာရင်လဲနိုးတာနဲ့တပြိုင်နက်စိတ်ကဝင်လေထွက်လေပြန်မှတ်တဲ့အလေးကျင့်လေးလုပ်ပေးရင်ကောင်းကောင်းလေးပြန်အိပ်ပျော်သွားမှာပဲပေါ့အဓိကအလေးကျင့်များများလုပ်ထားဖို့ပါပဲဟိုးလို့ဆိုရင်စာတင်သားဘဝအသက်20ကျော်အရွယ်ကတည်းကအဲ့ဒီအလေးကျင့်လေးနဲ့အိယာတဲ့ဝင်တဲ့အခါဝင်လာတာပေါ့အခုဆိုရင်ခေါင်းအောင်ပေါ်ခေါင်းချလိုက်တာနဲ့စိတ်ကအလိုလိုနှာသီးပြားထိတ်ကိုရောက်ပြီးအသက်ရှူတာလေးကိုသိမှတ်နေတော့တာပါပဲမှန်သောစကားပါဘုံဘုံရဲ့ဘဝမှာအိပ်မရတဲ့ညဆိုတာမရှိခဲ့ပါဘူးအကြာဆုံး10မိနစ်ပါပဲအဲ့ဒီ10မိနစ်ဟာလဲတရားအမှတ်လေးနဲ့လေ့ကျင့်ထားတဲ့10မိနစ်ဆိုတော့မကြခင်ပဲအိပ်ပျော်သွားတော့တာပေါ့ပြောချင်တာကအခုပေးတဲ့တရားအမှတ်နဲ့အိယာဝင်တဲ့နီးလေးကတရားရဖို့တဲ့အိပ်ရဖို့အိပ်ပျော်ဖို့ချမ်းသာစွာအိပ်ဆက်နိုင်ဖို့နီးပေးတာဖြစ်တဲ့အတွက်အိပ်မရတဲ့သူတွေအနေနဲ့အလေးအကျင့်လေးလုပ်ကြည့်ကြဖို့ပြောချင်တာပါ